လိုပဲမင်္ဂလာပါဒီနေ့ဗီဒီယိုလေးကတော့စကြောသက်ယောက်ျားလေးအတွက်ယူပန်းအစားဆုံးနဲ့ခေတ်အစားဆုံး hair style လေးခုအကြောင်းကိုပြောပြပေးမှာဖြစ်ပါတယ်ဗီဒီယိုလေးမစခင်ကျွန်တော်ရဲ့ channel လေးကို subscribe လုပ်ရသေးခင် subscribe လုပ်သွားပေးဖို့တောင်းဆိုချင်ပါတယ်ဗီဒီယိုအသစ်တိုင်းကြည့်ရအောင်လည်း notification bell လေးကို on သွားပေးဖို့တောင်းဆိုချင်ပါတယ်Okay နံပါတ်1 hair style လေးကတော့ကျွန်တော်က middle park Damo cutting hair style ပါဒီ hair style ကလည်း1980 1990ဝန်းကျင်မှာဒီအဆူတော်တွေမင်းသားတွေအားကစားသမားတွေကြားမှာအရန်ကိုရေပန်းစားခဲ့တဲ့ spin cake ဒါပေမဲ့ဒီ spin cake ကအခုချိန်မှာပြန်ပြီး trendy ဖြစ်လာတဲ့ spin cake လို့ပြောလို့ရတယ်middle back ဆိုပဲဒီအလေးတက်တရခွဲတာမဟုတ်ပဲနောက်ပိုင်း costume look ဖြစ်အောင်model look ဖြစ်အောင်လို့ဒီ keyboard idol တွေထားတဲ့ပုံစံကိုကြိုက်တဲ့ထောင်းကနေပြီးတော့အခုသဖြင့်ခွဲကြတာရှိတယ်ဒီပုံစံကလည်းလူငယ်တွေတော်တော်များများကြိုက်တယ်တကယ်လည်းမိုက်တဲ့ spin cake ဒီမှာစားနံပါတ်2 hair style လေးကတော့Kali Anakat ပါသူကတော့ဒီသူ့ရဲ့စပင်ပုံစံကဘေးတွေပါထားတယ်အနောက်တွေပါထားတယ်အပေါ်ကကြတော့စပင်9လက်မ6လက်မလောက်စပင်9လက်မ6လက်ကမှစပင်အခွေလေးတွေကောက်ထားတဲ့ပုံစံမျိုးသူကကြတော့စပင်ကောက်တဲ့လူတွေနဲ့ကောက်တဲ့လူတွေနဲ့ဆိုတော့ပိုပြီးမိုက်တယ်ဒီ TikToker တွေဒီနိုင်ငံခြား TikToker တွေတော်တော်များများထားကြတဲ့စပင်ကြီးကိုလည်းပြောလို့ရတယ်သူကလည်းတကယ်အရန်မိုက်တဲ့ကြီးလူငယ်ဆန်နဲ့စပင်ကြီးလူငယ်တော်တော်များများလည်းကြိုက်ပါတယ်ကြိုက်ကြတဲ့ကြီးပါနံပါတ်3 hair style လေးကတော့ဆို Messi Quick ပါ Messi Quick ဆိုတာကတော့ကျွန်တော် quick ဆိုတာကကျွန်တော်အရင်ဗီဒီယိုမှာပြောခဲ့ပြီးပြီဒီ classic ဖြစ်တဲ့စပင်ပုံစံဒီနောက်ပိုင်းဒီ Messi Quick ဆိုတာကလူငယ်ဆန်ဖြစ်အောင်ဒီ quick ပုံစံမှာအရင်နဲ့ရှုပ်ပွားထားတဲ့ပုံစံမျိုးစပင်ကိုအနောက်တွေလည်းမရောက်အရှိတွေလည်းမရောက်ပဲစပင်ကိုအားဆိုင်စရာမလိုပဲနဲ့စပင်တကယ်မိုက်နေတဲ့စပင်ပုံစံမျိုးလူငယ်ဆန်တဲ့စပင်ကြီးလို့ပြောလို့ရတယ်သူကလည်းတကယ်မိုက်တဲ့စပင်ကြီးလူငယ်အရန်ဆန်တဲ့လူငယ်ရဲ့ဆန်တဲ့လူငယ်တော်များများလည်းကြိုက်တယ်ဒီငယ်တော်များများကြိုက်တဲ့စပင်ပုံစံဖြစ်ပါတယ်နံပါတ်4 hair style ကတော့Messi long hair style ပါMessi ဆိုတာဘောသမားပြောတာမဟုတ်ပါဘူးဒီစပင်ချွတ်ပုံစံမျိုးပြောတာဒီကရလည်းအခုချိန်မှာအရန်ကိုရေပန်းစားနေတဲ့ကြီးဘာလို့လဲဆိုတော့ဒီ Spider-Man မင်းသား Tom Holland တို့Timothy Chalamet တို့သူတို့ထားတဲ့စပင်ပုံစံမျိုးစပင်အရှိကိုမှနည်းနည်းချွတ်ပွားပုံစံမျိုးလေးစပင်ရှိကတော့စပင်ရှိကြိုက်တဲ့လူငယ်တွေအတွက်ဆိုတော့ပို့ပြီးအဆင်ပြေတဲ့စပင်ရှိထားခြင်းတဲ့လူတွေလူငယ်လေးဆန်လို့စပင်ရှိလေးကြိုက်တယ်ဆိုရင်တော့ဒီပုံလေးကအရင်တင်တော်တယ်တကယ်လည်းမိုက်တဲ့စပင်ကြီးပါ